Hallelujah, hallelujah, hallelujah. Along Mingla, Nicky, a chinkali pepare, Dine Tanila, ne pide, a pimatoyare, chinkala pide to a jump. Nokapado api, Janiya Wimashide. Piatakin indo to indo that you'll see time go. Nokapado api, anini, tete, kanjamare, nini tete kanjamare. ရောက်စီတိုင်းကိုဖျားတခင်ထံတော်ပါမှလာတဲ့ခန္ဓာကိုယ်ကျမ်းမာခြင်းဝိညာဉ်ရဲ့တဲ့ခြင်းနဲ့ဘဝရဲ့အောင်မြင်ခြင်းစုကြည်အတီးတီးတို့ယေရှုနာမ၌ဖျားတခင်ကောင်းချီးပေးပါစေအာမင်ဒီမနေ့အနည်းငယ်တက်တက်ခံခြင်းတဲ့ကျမ်းပိုက်ကနောက်ဆုံးတော့ကာလသခင်ခရစ်တော်ဒုတိယအချိန်ပြန်ကြွလာမယ့်အချိန်ကာလရဲ့နမိတ်လက္ခဏာလေးတွေဘာတွေဖြစ်မှလဲဆိုတာကျွန်တော်တို့ကျမ်းစာထဲမှာတခင်ခရစ်တော်ကဘယ်လိုဖော်ပြထားတယ်လဲဆိုတဲ့အရာကိုတချို့တည်ပြီးသောသူတွေရှိမယ်တချို့မတည်သေးသောသူတွေလည်းရှိကောင်းရှိမှဖြစ်တဲ့အတွက်ကြောင့်တည်ပြီးသောသူတွေဖြစ်ပေမဲ့လည်းပဲအချင်းချင်းပြန်ပြီးတော့မျှဝေတတိပေးခြင်းတဲ့သဘောအနေနဲ့ဒီမနေ့နှုတ်ကပတ်တော်ကိုကျွန်တော်ဖတ်မှဖြစ်ပါတယ်တချို့ဒီကလည်းမေးထားတာရှိတယ်တခင်ခရစ်တော်ဒုတိယအချိန်ပြန်ကြွလာမဲ့အချိန်ခါရဲ့နမိတ်လက္ခဏာလေးဒီပါပါဒီလေလို့မနေ့ကလိုင်းပေါ်ကမေးထားတယ်လို့ရှိပါတယ်ဆိုတော့အလုံးခြုံပြီးတော့ခွန်အားယူကြဖို့အတွက်ဖြစ်ပါတယ်ဆုတောင်းကြပါစို့ကောင်းကင်နေမေကြီးစัจ java တစ်ခုလုံးကိုဖန်ဆင်း၍လူသားတွေရဲ့ခွန်လွန်ရာဖြစ်တော်မူသောအဖာဒီကနေ့ဖျားတခင်နှုတ်ကပတ်တော်အားဖြင့်အရောက်စီတိုင်းကိုစကားပြောကောင်းချီးပေးပါမည်ကြောင်းကျွန်တော်မဆုံးလင်းတော့နှုတ်ရှာပါဇက်ကအသုံးပြုပြီးတန်ရှင်းသောဝိညာဉ်တော်ဒီနှုတ်ကပတ်တော်နည်းနည်း၍အသက်ရှင်ခြင်းနဲ့ဆိုင်သောဖျားတခင်နှုတ်တော်ထွက်ကိုအန်ထွက်၍ကျွန်တော်တို့အသွင်တင်ပါမည်အကြောင်းဖွင့်ပြပါမည်အကြောင်းဒီတင်ပိုင်ရှင်ယေရှုနာမ၌ဆုတောင်းပါရဖာဖျားတခင်အာမ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 င်ဟာလေလုယာစီမတ်တဲ့အခန်းကြီး24အငယ်3ကနေ9အထိကျွန်တော်တို့ဖတ်ကြည့်အောင်အငယ်3ကနေ9အထိဖတ်ကြည့်မယ်ဒါမဖတ်ခင်မှာသခင်ခရစ်တော်ရဲ့ဒီတန်လွင်တောင်ပေါ်မှာသခင်ခရစ်တော်ဟာထိုင်နေတဲ့အချိန်မှာခရစ်တော်ရဲ့တပည့်တော်12ပါးတွေကတခြားလူတွေမပါဘဲနဲ့လာပြီးတော့သခင်ခရစ်တော်ကိုလာပါမေးလေဆိုတော့ကိုရိုဒုတိယအချိန်ပြန်ကြွလာမင်းနေ့ရဲ့အချိန်ခါရဲ့နမိတ်နဲ့အချိန်ခါကိုငါတို့ကိုပြောပေးလို့ရမလားလို့လာမေးတဲ့အခါမှာသခင်ခရစ်တော်ကဒီကျမ်းကိုစပြီးတော့နှုတ်မွတ်ပြီးတော့သူတို့ကိုပြောတာဖြစ်ပါတယ်မဿဲအခန်းကြီး24အငယ်3ကိုကြည့်တဲ့အခါမှာထို့နောက်တန်လွင်တောင်ပေါ်မှာထိုင်တော်မူစဉ်တပည့်တော်တို့ဒီအခြားသူမပါဘဲချင်းကပ်၍ထိုအမှုအရာတို့ဒီအပေကာလမှဖြစ်မိကို၎င်းကိုရိုဒီကြွလာ၍ဤကကဘာကောင်တော်နမိတ်ဒီအပေနမိတ်ဖြစ်မိကို၎င်းမိတ်တော်အမိတ်ရှိတော်မူပါဟုရှောက်ကြ၏အမိတ်ရှိတော်မူပါဟုရှောက်ကြ၏ယေရှုကလည်းတင်တို့ဒီအဘေသူမြတ်မလေးပြစေခြင်းငါတတိပြုကြလောအများသောသူတို့ကငါဒီခရစ်တော်ဖြစ်၏ဟုဆိုလျက်ငါ၏အယောင်ကိုဆောင်၍ပေါ်လာသဖြင့်လူအများတို့ကိုလေးပြကြလိမ့်မည်တင်တို့ဒီစစ်တိုက်ခြင်းအကြောင်းကို၎င်းဒီနေရာမှာတစ်ချက်အဓိကစစ်တိုက်ခြင်းအကြောင်းကို၎င်းစစ်တိုက်အပ်သောတည်င်းစကားကို၎င်းကြားရလိမ့်မယ်တိုးတော်လည်းမစိုးရင်တုံလုံးခြင်းမရှိစေခြင်းငါတတိပြုကြလောထိုအမှုအရာတို့ဒီဖြစ်ရမယ်တိုးတော်လည်းအဆုံးဒီမဖြစ်သေးလူတစ်မျိုးနဲ့တစ်မျိုးတစ်နိုင်ငံနဲ့တစ်နိုင်ငံရန်ဖက်ပြုကြလိမ့်မယ်ဒါဒုတိယချက်ဖြစ်ပါတယ်နောက်တစ်ခါဖတ်မယ်လူမျိုးတစ်မျိုးနဲ့တစ်မျိုးတစ်နိုင်ငံနဲ့တစ်နိုင်ငံရန်ဖက်ပြုကြလိမ့်မယ်နောက်ပြီးတော့အရရတုံနာအစာခေါင်းပါခြင်းပုံမှန်ကာလနာများပြခြင်းပုံမှန်မေကြီးလှုပ်ခြင်းတို့ဒီဖြစ်ကြလိမ့်မယ်မေကြီးလှုပ်ခြင်းဆိုတာ
မင်္ဂလင်လှုပ်တာကိုပြောချင်တာဖြစ်တယ်ထိုမှုရာဒုတ်ဒီဒုက္ခဆင်းရဲခြင်းဤအစအဦးဖြစ်သည်အောက်ကိုဆက်ဖတ်တဲ့အခါမှာထိုကာလ၌လူများတို့သည်တိမ်တုတ်ကိုညှင်းပန်းနှိမ့်စေခြင်းအသေးသက်ခြင်းငါခံစေခြင်းငါအနှံကြလိမ့်မည်ငါဤနာမကြောင့်လေခတ်သိမ်းသောလူမျိုးတို့သည်တိမ်တုတ်ကိုမုန်းကြလိမ့်မည်တိမ်တုတ်ကိုမုန်းကြလိမ့်မယ်နောက်ပြီးတော့ဒီဘက်ကျွန်တော်တို့ဖတ်တဲ့အခါမှာဒီအပိုက်ကကျမ်းစာထဲမှာရှင်မသက်အခန်းကြီး24အငယ်3ကနေ40နဲ့နှစ်အထိကိုဖတ်ရင်တော်တော်လေးပြည့်စုံအောင်ပေါ်ပြထားတာတွေ့ရပါတယ်ဒီနေရာမှာကျွန်တော်တို့ခြုံပြီးတော့ပြောရရင်သခင်ခရစ်တော်ဒုတိယအချိန်ကြွလာမယ်အချိန်ကာလရဲ့နမိတ်လက္ခဏာတွေအများကြီးပေါ်ပြထားတဲ့တဲမှာတူတူလေးနဲ့ကောက်ထုတ်ပြီးအချက်3ချက်နဲ့ပေါ်ပြထားတာတွေ့ရပါတယ်သခင်ခရစ်တော်ကဒုတိယအချိန်ပြန်ကြွလာမှာဖြစ်ပါတယ်ဒီလိုပြန်ကြွလာတဲ့အချိန်မှာပထမလူလောကမှာလူဇာတိကိုခံယူပြီးတော့ကြွလာစင်ခါတောင်းဟာသခင်ခရစ်တော်ဟာတိုးတငယ်ခလေးငယ်เนาะကျွန်တော်တို့အစေခံတရားအနေနဲ့လောကကိုအစေခံဖို့အတွက်ကေတင်ခြင်းအမှုကိုပြုပေးဖို့အတွက်လောကမှာကြွရောက်လာတာဖြစ်တယ်ထို့သူကြွလာတဲ့အခါမှာဖယားသားဖြစ်တဲ့ယေရှုကလူရဲ့ပုံတတန်ကိုယူပြီးတော့ incarnation လို့ခေါ်တဲ့လူဇာတိကိုခံယူပြီးနွားစခွေတဲ့မှာမွေးဖွားပြီးတော့နောက်ဆုံးမှာကျွန်တော်တို့ပြောရရင်လဝကားတိုင်ပေါ်တက်ပြီးလူသားတွေအပြည့်ဝကျွေးဝနာကိုကေတင်ဖို့အတွက်လူသားတွေကိုအပြစ်ကနေကေလွတ်ဖို့အတွက်ထာဝရပျက်စီးခြင်းငရေဘက်ကိုဥတည်နေတဲ့လူဒီကိုထာဝရဘုရားသခင်ရဲ့ကောင်းကင်နိုင်ငံသူနိုင်ငံသားတွေဖြစ်စေဖို့အလုံးမှာကျွန်တော်တို့လူသားတွေအတွက်အစေခံဖို့ကြွလာခဲ့ပြီးဖြစ်တယ်။ထော်ရဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်တုန်းကကျွန်တော်တို့ဖြစ်ပြီးဖြစ်တယ်။ AD 3နဲ့4ကစတင်ပြီးတော့အစပြုခဲ့တာဖြစ်တယ်။ဒါပေမဲ့သခင်ခရစ်တော်ဟာဒုတိယအကြိမ်ပြန်ကြွလာမှာဖြစ်တယ်။ဒီလိုပြန်ကြွလာတဲ့အချိန်မှာသခင်ခရစ်တော်ဟာအစေခံကြုံကဲ့သို့ပြန်ကြွလာမှာမဟုတ်တော့ပဲသူငယ်တိုးတငယ်ကဲ့သို့ပြန်ကြွလာမှာမဟုတ်တော့ပဲဖယင်တပါးဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ဘုံစစ်စင်အာနုဘောအပြည့်အဝနဲ့အချွန်အရန်ကောင်းကင်တမန်များချွန်ရန်ရဲ့တင်ပေါ်ကားနဲ့ကျွန်တော်တို့ဒီလောကကိုဒုတိယအကြိမ်ကြွလာမှာဖြစ်တယ်ထို့သူကြွလာတဲ့အခါမှာသခင်ခရစ်တော်ကကျွန်တော်တို့ကိုကေတင်ဖို့လာမှာမဟုတ်တော့ဘူးကျွန်တော်တို့ကိုကေတင်ခြင်းအတွက်အမှုပြုပေးဖို့အတွက်လာမှာမဟုတ်တော့ဘူးလူသားတွေကိုတရားဟောဖို့လေလာမှာမဟုတ်တော့ဘူးခွင့်လွှတ်ခြင်းအတွက်အသွေးသွန်းဖို့လာမှာလည်းမဟုတ်တော့ဘူးဒီတစ်ချိန်ဒုတိယအချိန်ကြွလာမယ့်အချိန်ဟာဘယင်တပါးကဲ့သို့တရားစီရင်ဖို့အတွက်တိုးနဲ့စိတ်ကိုခွဲခြားပြီးတော့မေကြီးသားရှိသမျှတို့နဲ့မေကြီးတစ်ခုလုံးကိုတရားစီရင်ပြီးတော့သူ့ကိုယုံကျင်သောကေတင်ခြင်းအမွေကိုရသောသူဒီကိုကျွန်တော်တို့ထာဝရကာလတိုင်အောင်သိသိဖို့အတွက်နံပါတ်1တင်လွှာပေါ်မှာကောင်းကင်ဘုံမှာတိုးတငယ်ရဲ့မင်္ဂလာဆောင်ပွဲလို့ခေါ်တဲ့မင်္ဂလာပွဲတော်ကိုဝင်စားစေဖို့အတွက်ကျွန်တော်တို့လောကမှာယုံကြည်သူဒီဖျားကိုယုံကြည်တော်သူဒီလောကမှာအသက်ရှင်စဉ်ကာလတုန်းကဖျားအတွက်အစေခံပြီးတော့လှုပ်ဆောင်ခဲ့တဲ့အရာဒီအတွက်အဖို့အခါချိမိဖို့အတွက်စုပေးဖို့အတွက်စုပေးပွဲကြီးကိုကျင်းပပေးဖို့အတွက်လောကကိုဒုတိယအကြိမ်ကြွလာမှာဖြစ်တယ်ကြွလာတဲ့အခါမှာအချက်နှစ်ချက်ရှိတယ်တရားစီရင်ဖို့အတွက်ကြွလာမှာဖြစ်တယ်ဒုတိယအနေနဲ့တိုးတငယ်မင်္ဂလာဆောင်ဖို့အတွက်သူ့ရဲ့တဒိုးသားဖြစ်တဲ့ခရစ်တော်ရဲ့တဒိုးသားဖြစ်တဲ့ယုံကြည်သူဒီကိုလက်ဆောင်ကျွန်တော်တို့ချီးမြှင့်ဖို့အတွက်စုပေးပွဲကျင်းပပေးဖို့အတွက်ကြွလာမှာဖြစ်ပါတယ်ထို့သူကြွလာမယ်လို့သခင်ခရစ်တော်ကကြိုတင်ဟောကိန်းထုတ်တဲ့အခါမှာတပည့်တော်တွေကကိုရိုဒုတိယအချိန်ပြန်ကြွလာမယ်အချိန်ခါဟာဘယ်လိုမျိုးအချိန်ဖြစ်မှာလဲဘယ်လိုမျိုးနမိတ်တွေဘယ်လိုမျိုးပုံသက်သေဒီကိုကျွန်တော်တို့
Mia male, Toya di Atrechanoko, Pio Piabalo, the Pero Sanapariga, the King Credoco, Tuamere Kama, the King Credoca, Nabati the Chetnene, Luda Duty a champion, Jola Domi a chainka, Nibi soinde, sit thy gin the dindigo, Dindo, Neya and Nama, Jaya me. Sit thy needed the dindy, Honiama, sit thy de Diniama, Sepoi Pede Sore, the dindy Neya and Nampia, Dindo Jaya me. That pin needed Pede a jungle, Jaya Misora Pede. Now the cooker, sit thy ya met the dindy gole, Dindo, Tapiro Jaya me. Thy needed the dindy Jaya, the detail Popiro G Mare, Sepoi, Pime Sore, the dindy. Sit tight on me, the dindy quality no Jaya me, Danabati the chair. Do the chet nene, Lumio the mune, Lumio the mune the mule, the nine the nine, Yan pet, Pucharago, Dindo miale me. Solo chenaha, Dino sonto kalaha, Winye sodiga loka jide ma, Imadama aquia bido, Lomolare a chain gala, pilare to a jump. Luria Sate ma ata Sate, Manalo one to the Sate, and nan and tap puchin the Sate, G solare a twitcher. Lumio the mule, Yan pep pupido, Lumio the mule, Taikai Jara de Tindo, Jaya le me. Nabaton the chetning it. A ya donut, a sa compa chendi, Pidago Tindo, Jaya le me. Now piro pom coma nene, now the cheba several pure the lesson no. Kalana yokari miapia chendi, meji lude ayari potindo, nea anana, jayali me. Di acheta unchedi ha, loka jipoma, kipo nebi suratindo, tuyare kamare. Ludaha, duty a chain loka ko pian chola po a dread. Look patotema ba piota lesson. Ludadi de Loka ko pian chola podre di Piadkia Gongin Nanga Tagawako Yao Nebi Sora Tindo the deep you chapa Todo the deep you de Twitcham Tindo be Sin Chin Liet Nelo a Jamuka Tindo Matima Mato a China Yi Night Ludadi Joala Le Me Yao Sitango Piasin County Pebase Dinyama Anine Simpia Chinaka. A chet don't chet the king of a chet don't chet any betare, set tight at the dingy jaya like me lupotare. Now biro, po biro chimare, sidi, taya anto, the dingy will let the jaya like me look pure. Ed lupure kama chanaruka, let's see chanaru, sheen a chain a car, nay go pianle, don't touch bolure. Dilo don't touch a kama, dine chanoro shire kapama. I don't need a time. Sepoi nea and nama. Sepoi pinere the dini channel jayare. Now the coco celebiro the dini jayare. The cabalon a tiny tane. Sipedome the dini channel jayare. No? Set down Asha 990 General Ku so in America Usang set down Asha 9 Europa 9 now 990 a colon Suyong Pido. The boat do that 9 Chin su young pido, Sanchin pen nangadine, sit tight on the dainty, not a mupiano, Tatia Kaba Selo Core, Imatama, Chaume Pue counted, Tatia Kaba CGD, Pidome, the Dane Sodigo, General, social media gane tologang, Facebook, Instagram, General, the Dane Sa Jani Digane, a Miaji, Nay time, Jayara Pibare. So Rota King Credoga, Patama Chetnine. Sit tight at the Dindi Jadalo, sit tight on the Dindi Jaya Melo Biore Sagaha, Akuchanuruye. Let's see. She needed a chain kama. Iso ne bisora. Janoti tapita pipa. Now the cooker, Lumio the Mune, the Mota Nine and Net and Nine and Pepu Jale me. Go sipia de sorale, the point at the poi, the Mune the Mule, hala. A sewer point a point at the poi, a camache moody, Monty Jindy John Pilare, Sepoi pit. Sorota 9 and 9 Yan Pepudo Mesorale, sit I Jenny Sassan the Kesa di Pide. Dariale Chonoro Piose Amalobe,
နားလေထားပြီးသားဖြစ်တယ်အရက်ရက်တုန်းအစာခေါင်းပါခြင်းလို့ပြောတယ်အစာခေါင်းပါခြင်းလို့ပြောတဲ့အခါမှာဒီနေ့ကျွန်တော်တို့တချို့နေရာတွေမှာစားစရာမရှိဘူးစစ်ဘေးရှောင်ဒုက္ခတဲ့စခန်းတွေမှာကျွန်တော်ကြားရပါတယ်လူတွေထောင်နဲ့တောင်းနဲ့သိန်းနဲ့ချီတဲ့လူတွေနေတိုင်းစားစရာမရှိဘူးငတ်ပြက်နေကြတယ်ကျွန်တော်တို့မြန်မာပြည်အတိုင်းအတာနဲ့ကြည်မေဆိုလည်းပဲနေရအနှံ့မှာလူတွေဟာစားဝတ်နေရဲ့အတွက်ဒုက္ခတွေကြုံပြီးတော့စားဝတ်နေရဲ့အတွက်ဟလာနေ့ရက်စဉ်တိုင်းမှာပူပင်ဒုက္ခတွေကြုံနေရတဲ့လူတွေအများကြီးတရင်ကြီးကြားရတယ်ကမ္ဘာအတိုင်းအတာနဲ့ကြည်ရရင်ကျွန်တော်တို့ရေခေါင်းပါခြင်းအစားအစာခေါင်းပါခြင်းတန်းဒီကျွန်တော်တို့တိုင်းနိုင်ငံအသီးသီးမှာကြားရတယ်ဒီနေရာမှာပို့ပြီးတော့အရေးကြီးတဲ့အရာတစ်ခုကဘာရှိလဲဆိုတော့ကျွန်တော်ခန္ဓာကိုယ်မိနိုင်တဲ့ခန္ဓာကိုယ်ရဲ့အစာခေါင်းပါခြင်းတာမကပဲနဲ့ကျွန်တော်တို့ဝိညာဉ်အစာဖြစ်တဲ့ဝိညာဉ်အစာနှုတ်ကပတ်တော်အစာခေါင်းပါခြင်းပါကိုကျွန်တော်တို့လက်ရှိကြုံတွေ့နေရပြီဖြစ်တယ်ကျွန်တော်တို့ရှိတဲ့ data တစ်ခုတည်းမှမဟုတ်ဘဲနဲ့တနိုင်ငံတည်းမှာမဟုတ်ပဲတကဘာလုံးအတိုင်းအတာနဲ့အခုနောက်ပိုင်းဆိုရင်ကျွန်တော်တို့နှုတ်ကပတ်တော်ကိုကြားခြင်းပေမဲ့ကြားဖို့အခွင့်မတာတော့တဲ့ခက်ကာလကိုလည်းရောက်နေပြီဖြစ်တယ်။မြောက်များစွာသောအမှုတော်ဆောင်ပြီးဖျားတိုးထီလို့ဟာလာကျွန်တော်တို့ဖော်ပြခြင်းခံတော့အမှုတော်ဆောင်ပြီး live ပေါ်ကနဲ့ Facebook ပေါ်ကနဲ့ live ဒီလွှင့်တဲ့အခါမှာဘာပြဿနာထပ်ကြုံရတယ်လဲဆိုတော့ live လွှင့်လေလူကလွှင့်ပါတယ်ဒါပေမဲ့ live ပေါ်ကနှုတ်ကပတ်တော်ကိုနားထောင်ဖို့အတွက်ဘာလိုအပ်တယ်လဲဆိုတော့ live ဝေဖို့လိုတယ်ကျွန်တော် internet live ဒီဝေရမယ် internet live ဒီအနည်းဆုံး1000ဖို့2000ဖို့လောက်ပတ်ကဲဝေရမယ်1000ဖို့ပတ်ကဲဝေလိုက်ရင်တရားဟောချက်တစ်ခုတပုတ်ပြီးချိန်မှပြီးမှဖြစ်တယ်ဒီလိုမျိုးငွေရေးချင်းနဲ့ပတ်သက်တဲ့ခက်ခဲမှုတွေကလည်းနောက်ဆက်တွဲဖြစ်လာတဲ့အခါမှာတချို့လူတွေက line ပေါ်မှာတရားဟောချက်တဲ့အများကြီးဘလူးပြန်နေပေမဲ့နားထောင်ဖို့အကြောင်းအမျိုးမျိုးကြောင့်အခက်ကြုံတဲ့အဖွေတွေလည်းရှိလာမှာဖြစ်ပါတယ်ဒီလိုဖြစ်လာတဲ့အခါမှာနှုတ်ကပတ်တော်ရဲ့အစာဒီတနေ့ပြီးတနေ့နီးမျိုးစုံနဲ့ကျွန်တော်တို့အသက်တာတွေကနဲ့6ကပ်ပြီးတော့ပိုးပြီးတော့ဝေးလာတဲ့ခက်ကာလကိုရောက်လာတယ်ဆိုတော့ဒီနေ့ကျွန်တော်ပြောပြချင်တာကသခင်ခရစ်တော်ကအစာခေါင်းပါခြင်းတွေဖြစ်လာမယ်လို့ပြောတဲ့စကားဟာတကယ်ပါပဲလက်ရှိကြုံတွေ့နေရပါတယ်အခုလက်ရှိဖြစ်ပျက်နေတဲ့အချိန်ကပေါ့ကျွန်တော်တို့အမိတဟဲပြုတ်ပြီးတော့ပြောရမယ်ဆိုတော့အားလုံးသိတဲ့အတိုင်းပဲအခုကတ်ဆိုးကြီးကြောင့်ဒီကိုရိုနာကတ်ဆိုးကြီးကြောင့်ဘာဖြစ်လဲဆိုတော့လူတွေဟာဟာလာအလုတ်အကိုင်းတွေပြစ်ကြတယ်လူတွေဟာအလုတ်ကိုင်းတွေမရှိတော့ဘူးအလုတ်ယုံဒီစက်ယုံတွေအကုန်လုံးပိတ်လာတဲ့အခါမှာနောက်ဆက်တွဲဘာတွေဖြစ်လာလဲဆိုတော့ဒီအလုတ်အကိုင်းတွေမရှိတော့တဲ့အတွက်ကြောင့်စားဝတ်နေရည်ဒီချက်တီးလာမယ်နေရထိုင်ရည်ဒီဟာလာအရင်ကလို့ထက်ပို့ပြီးတော့တဖြည်းဖြည်းဥမောတက်သွားမယ်အစားအောက်ကိုခုန်ဆင်းပြီးတော့တဖြည်းဖြည်းလူဒီရဲ့နေရစင်တိုင်းမှာဖြတ်တန်းတဲ့ဒီကျွန်တော်တို့ရဲ့ဒီလိုအပ်ချက်တွေကိုပို့ပြီးတော့ဒုက္ခတွေဖြစ်စေလာမှာဖြစ်တယ်ဒါတွေအားလုံးဟာနှုတ်ကပတ်တော်ထဲမှာဗာပြောလဲဆိုတော့အဆုံးတော့မဟုတ်သေးဘူးတဲ့အဆုံးရဲ့အစဖြစ်နေပြီနောက်တစ်ချက်အနေနဲ့အရရဒုက္ခအစာခေါင်းပါခြင်းကာလနာများပြခြင်းတဲ့ကာလနာများတယ်ဆိုတာကဒီနေ့ယောဂဆိုကြည့်ရလဲကာလနာပါပဲเนาะကျွန်တော်တို့တချို့လူတွေကပြောပါတယ်လူတွေလှုပ်တဲ့လူလှုပ်ယောဂဖြစ်တယ်လို့ပြောတယ်တချို့လူတွေကဟောကားနဲ့ဒီကားနဲ့တရိတ်ဆန်ကားနဲ့ဘာညာပေါ့ဘာပဲဖြစ်လူတွေအတွက်ဖြစ်နေတာကကာလနာယောဂကြီးဖြစ်နေတယ်ဒီထက်မကဘူးဒီနေ့လူတွေခန္ဓာကိုယ်ထဲမှာဘာတွေဖြစ်လာတယ်လဲဆိုတော့ကျွန်တော်တို့အရင်တော့ကမရှိဘူးတဲ့ယောဂတွေတနေ့ပြီးတနေ့တမျိုးပြီးတမျိုးတိုးပြီးတော့လာတယ်အခု96ပါးတော့မကားတော့ဘူးယောဂမျိုးတွေဟာ96ပါးမကအပါတရားတောင်ကျော်လွန်ပြီးတော့လူလောကမှာလူခန္ဓာကိုယ်ကိုတိုက်ခိုက်ဖို့အတွက်စေလွတ်ချင်းခံတဲ့ယောဂတွေဟာအမျိုးပေါင်း100ကိုစွန်းလို့ရောက်သွားပြီဆိုတော့ကျွန်တော်တွေ့ရတယ်ဒီယောဂတွေကဘတုတွေကိုတိုက်ခိုက်ဖို့အတွက်ပေးထားတဲ့စေလွတ်ချင်းခံတဲ့ယောဂတွေလေဆိုတော့လူရဲ့အသွေးအတာလူခန္ဓာကိုကာလနာဖြစ်စေဖို့အတွက်ကျွန်တော်တို့ပြောရရင်ဒီ virus corona virus ကစပြီးပြောရင်တော့ကင်ဆာယောဂါတို့ TB ယောဂါတို့နှလုံးယောဂါတို့ဟုတ်လားကျွန်တော်တို့နောက်ပြီးတော့အဆုတ်ယောဂါတို့ဟုတ်လားအများကြီးပါပဲသွေးတိုးယောဂါတို့ဟုတ်လား
ကျွန်တော်တို့အများကြီးပါဗျအများကြီးပါပြောရင်မကုန်နိုင်ဘူးเนาะကျွန်တော်တို့ဘာအော်လဲဆိုတော့ပြီးခဲ့တဲ့ရက်တုန်းကဆေးရုံကိုတွားပြီးတော့ဒီတွားခွင့်ရတယ်အဲ့ဒီနေရာမှာဘာတွားတွေ့ရလဲဆိုတော့အရင်တုန်းကကျွန်တော်တို့ဂျုံလို့လူနာတွေကိုကြည်ရင်းနဲ့ဆေးရုံတွေတွားရင်ကင်ဆာယောဂတေဒီဆိုတာမရှိတလောက်ပါပဲเนาะလိငါဆေးတော့မပြပါဘူးဆိုလိုတာကင်ဆာယောဂတေဒီကတတ်သူတို့ထားတဲ့နေရာရှိတယ်ကင်ဆာယောဂရတဲ့လူတွေကစပင်တွေမရှိကြဘူးเนาะဆိုတော့ဒီတစ်ခေါက်ကျွန်တော်တို့တွားလိုက်တဲ့အခါမှာဘာတွားတွေ့လဲဆိုတော့ကင်ဆာယောဂတေဒီများလုံးလို့ထားမိနေရတော့မရှိဘူးဆေးရုံဆေးခန်းတွေမှာလည်းထားမိနေရတော့မရှိဘူးတကယ်ကိုယာနဲ့ချီပြီးတော့ယောဂတေဒီရှိတယ်ဆိုတော့ဒါတွေဟာလည်းပဲကျွန်တော်ကြည့်တဲ့အခါမှာကာလနာယောဂရဲ့များပြားခြင်းလက္ခဏာဖြစ်ပါတယ်ဆိုတော့ဒါတမျိုးတွေခံစားရတဲ့ကင်ဆာယောဂတေဒီကိုပြောတာဖြစ်တယ်အဆုတ်ယောဂတေဒီအသေးယောဂတေနှလုံးယောဂတဲ့သွေးတိုးတို့စီးချိုးတို့ဟုတ်လားနောက်ပြီးတော့ကျွန်တော်တို့လေဖြတ်တာတို့ဟုတ်လားအုံတော်အာယုံတို့အများကြီးရှိပါတယ်ဒီယောဂတွေအားလုံးကိုကျွန်တော်ကြည့်တဲ့အခါမှာလူနာကိုထားဖို့နေရာတောင်မှအခက်ကြုံနေတဲ့ခက်ကာလကြီးတွေကိုကျွန်တော်ရောက်နေပြီဖြစ်တယ်ဒီလိုရောက်နေပြီဖြစ်တဲ့အတွက်ကြောင့်သခင်ခရစ်တော်ကနောက်ဆုံးတော့ကာလမှာကာလနာမောတော်ဒီကာလနာဒီများပြားလာပြီဆိုတဲ့စကားတွေတကယ်ကိုပြည့်စုံလာပြီနောက်ပြီးတော့မင်္ဂလင်လှုပ်တယ်ဆိုတာတော့ကျွန်တော်ပြောစရာတော့မလိုတော့ဘူးဘလောက်တောင်လှုပ်တယ်လဲဆိုတော့မင်္ဂလင်လှုပ်တဲ့အတွက်ကြောင့်ဂျပန်နိုင်ငံတို့နီပေါနိုင်ငံတို့เนาะအများကြီးပါပဲလူတွေတိမ့်နဲ့တောင်းနဲ့ထောင်းနဲ့ချီပြီးတော့တေတဲ့တရင်ကြီးကျွန်တော်နေတာဟိုက်တီနိုင်ငံတွေမှာအများကြီးကြားရတယ်ကျွန်တော်မြန်မာနိုင်ငံမှာလည်းကြားတာပဲမင်္ဂလင်လှုပ်တာခုနောက်ပိုင်းကျတော့နေ့တိုင်းလိုလှုပ်လာတယ်စကေးနေလို့များလို့တာပဲခွာတယ်လှုပ်လာပါတယ်ဆိုတော့ဒါဒီအားလုံးကသခင်ခရစ်တော်ကဒုတိယအချိန်သူကြွလာမယ့်နေ့ရဲ့အချိန်ခါမှာဖြစ်ပျက်လာမယ့်နမိတ်လက္ခဏာအဓိကအချက်၃ချက်ပေါ်ပြတဲ့အထက်မှာအခု၃ချက်စလုံးအကုန်လုံးပြည့်စုံသွားပြီဖြစ်တယ်ဆိုတော့မေးထားတဲ့သူဒီလေးရှိတဲ့အတွက်ကြောင့်ဒီလိုပဲပြောပြချင်ပါတယ်သခင်ခရစ်တော်ဟာဒုတိယအကြိမ်ကြွလာတော့မယ့်အချိန်ဖြစ်ပါပြီနောက်ခက်စကားနဲ့ပြောတော့ကျွန်တော်တို့ကိုယုံကြည်သူတွေ21ရာစုကနောက်ဆုံးတော့ကာလကိုတကယ်အစွန်းကိုရောက်နေပြီဖြစ်တဲ့ခက်ကာလတွေဖြစ်နေပြီဒီလိုမျိုးခက်ကာလတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဘာကိုတရိယာပို့လို့တလဲဆိုခရစ်တော်ပြောထားကျွန်တော်တို့ရဲ့တဒိုးသားကြီးဖြစ်တဲ့ကျွန်တော်တို့ရဲ့သခင်ခရစ်တော်မိန့်မှားထားတဲ့စကားကိုအမြဲတမ်းတရိရဖို့လိုပါတယ်ဒီထဲမှာကြားညှက်ပြီးတော့ပြောချင်တာတစ်ခုဖြစ်တယ်ရှိတယ်2020ဟာတူငါဆိုပြီးတော့ရှင်ပြန်တဲ့နှစ်ဖြစ်တယ်2020ဟာအနိုင်မရှိအရှုံးမရှိဟလာဒီဖက်20အစုကနတူညီတဲ့အစုနစုရှင်ပြန်တဲ့နှစ်ဖြစ်တယ်2020အင်မတန်မှစိုးရုပ်တဲ့နှစ်လည်းဖြစ်တယ်လို့2020ဟာလူတန်းအတွက်ဒုက္ခကြုံတွေ့ရမယ်နှစ်လည်းဖြစ်တယ်ဒါပေမဲ့တည်င်းကောင်းတော့တစ်ခုရှိတယ်ကိုစက်တင်ဘာလ20နဲ့ခွန်ဟလာ29-28ဒီလအတွင်းမှာကျွန်တော်ဒီ prophet စကားလေးကိုပြောချင်ပါတယ်2021ကအရှုံးအနိုင်ရှိတဲ့နှစ်ဖြစ်မယ်2021ဟာဘုရားသခင်ရွေးကောက်တဲ့လူတွေအတွက်ဘုရားသခင်ရဲ့တဒိုးသားဖြစ်တဲ့တဒိုးသမီးဖြစ်တဲ့အသိန်းတော်တွေအတွက်ဘုရားသခင်နဲ့တကယ်တွာလာတတ်တဲ့သူတွေအတွက်2021ဟာတင်တော့အတွက်တိနံပါတ်1နေရာမှာနေရာရမယ်နှစ်ဖြစ်တယ်ဖះနဲ့မတွာလာတတ်ပဲနဲ့လောကီလူသားတွေအတွက်ကြဆုံးတဲ့နှစ်ဖြစ်ပြီးတော့2021ဟာဖះနဲ့တွာလာတတ်တော်သူတွေအတွက်အောင်မြင်တဲ့နှစ်တင်တို့ကိုအမြင့်မဖြစ်စေပဲကောင်းဖြစ်စေတော်မူတဲ့ဖြစ်တင်တို့ဒီအောက်၌မနေရပဲအပေါ်၌တာနေရတော့အခွင့်ကိုပေးလိမ့်မယ်ဆိုတဲ့စကားပြီးဆုံးစေမယ်နှစ်ဖြစ်တယ်ဆိုတာကိုတရင်ကောင်းပါပြစေဆိုတော့သခင်ခရစ်တော်ဒုတိယအချိန်ကြွလာမယ့်နေ့ရဲ့အချိန်ကာလကိုကျွန်တော်တို့ပြောပြီးပြီဖြစ်ပါတယ်ဒုတိယအချိန်ကြွလာတဲ့အချိန်ခါမှာမကြွလာခင်မှာလူဒီရဲ့အတိုင်းဝန်းထဲမှာဖြစ်ပြမဲ့လူ
အတိုင်းဝန်းတည်းရဲ့စိတ်နဲ့စိတ်ထားဟာဘာတွေဖြစ်လာမလဲဆိုတော့နှုတ်ကပတ်တော်ထဲမှာလူတိုင်းတည်းရဲ့စိတ်ထဲမှာချစ်ချင်းမေတ္တာခေါင်းပါလိမ့်မယ်နော်မတရားမှုဒီပို့ပြီးတော့ပေါ်များလိမ့်မယ်လိန်လေလေးဖြားမှုဒီဓမြတိုက်မှုဒီတယောက်နဲ့တယောက်ဆန့်ကျင်မှုဒီတယောက်နဲ့တယောက်ပြစ်တင်ဝေဖန်မှုဒီတယောက်နဲ့တယောက်တိုက်ခိုက်ခြင်းတဲ့စိတ်ဒီတိုက်ခိုက်တဲ့သဘောတရားဒီဟလားတယောက်နဲ့တယောက်အနိုင်အထက်ပြုမတရားအနိုင်အထက်ပြုခြင်းတဲ့စိတ်ဒီမတရားအနိုင်အထက်ပြုပြီးတော့ဟလားတစ်ဖက်လူကိုဆန့်ကျင်အချင်းချင်းဆန့်ကျင်ခြင်းတဲ့စိတ်ဒီဟာဖြစ်လာလိမ့်မယ်လို့ပြောတယ်ဆိုလိုတာမေတ္တာခေါင်းပါလိမ့်မယ်မေတ္တာခေါင်းပါလိမ့်မယ်ခွင့်လို့ခြင်းဆိုတာရှိမှမဟုတ်တော့တဲ့အချိန်ခါကိုဖော်ပြတာဖြစ်တယ်ကျွန်တော်တို့နှုတ်ကပတ်တော်ထဲမှာယုံကြည်သူတွေဟာအချင်းချင်းသောအပြစ်ဒုစရိုက်တီကိုခွင့်လို့ရမယ်နော်အပြစ်ဒုစရိုက်ဒီအပြစ်နဲ့ဒုစရိုက်အကြောင်းကိုကျွန်တော်အခြေတုံးမပြောတော့ပါဘူးကောင်းစဉ်ကတခြားစီဖြစ်နေတဲ့အတွက်ကြောင့်အချင်းချင်းသောသူတီကိုမဆကူညီပြီးတော့ဟလာအချင်းချင်းသောသူတီအတွက်ဆုတောင်းပေးမယ့်အစားဒီနောက်ဆုံးတော့ကာလအချင်းချင်းသောသူတီဟာရန်ဖက်ပြုတ်ချင်တဲ့စိတ်စန့်ကျင်ချင်တဲ့စိတ်ဟလာမနာလိုဝန်သွေတဲ့ဝိညာဉ်ဆိုကြီးထွားတဲ့ခက်ကာလတွေရောက်လာလိမ့်မယ်ဒီလိုမျိုးအချိန်မှာလူဒီတိုင်းရဲ့နှလုံးသားထဲမှာဘာဖြစ်မလဲဆိုရင်တော့မုန်းတီးခြင်းယုံရှာခြင်းအမုန်းတရားတွေပွားလာလိမ့်မှာဖြစ်တယ်ငါဆိုတဲ့အတ္တစိတ်တွေပွားလာမယ်ဒီလိုချိန်မှာနှုတ်ကပတ်တော်ဘာပြောလဲဆိုတော့နောက်ဆုံးတိုင်အောင်တည်ကြည်စွာနေပါနော်ထာဝရအသက်ကိုရလိမ့်မယ်ဒီနေရာမှာပြောပြချင်တာကယုံကြည်သူဒီဖြည့်တဲ့အားလျော်စွာခရိယန်ဒီဖြည့်ရုံနဲ့ကေတင်ခြင်းမရဘူးဆိုတာကိုခရိယန်တိုင်းကတိထားစေခြင်းတယ်ခရိယန်ဖြစ်ရုံနဲ့ယဉ်နှိချင်းခံရုံနဲ့အသိတော်တစ်ခုခုတည်းမှာအသိတာခံယူထားရုံနဲ့ဟလာဖះเจ้าတဲ့ရုံနဲ့ဆုတောင်းရုံနဲ့ကိုခရိယန်ဘာလို့ပြောရုံနဲ့ကေတင်ခြင်းမရဘူးဆိုတာကိုကောင်းကောင်းလေးသိစေခြင်းတယ်ခရိယန်မှာနှမျိုးရှိတယ်ဇာတိခရိယန်နဲ့ဝိညာဉ်ခရိယန်ဆိုတာရှိတယ်ဒါကိုကျွန်တော်အခြေတုံးမပြောတော့ပါဘူးဒီကနေ့ကျွန်တော်တို့ကလောကမှာကျွန်တော်တို့လောကမှာဘယ်လိုမျိုးမနာလိုဝန်တိုမှုဒီမတရားသောအမှုတွေဘယ်လိုပဲဖြစ်နေပါစေဘယ်လိုပဲထုံးကားနေပါစေသင်ဟာသူတပါးကိုဒုက္ခပေးတော်သူစာတန်အသုံးပြုခြင်းခံတဲ့လက်နဲ့ကရိယာတစာပလာမဖြစ်ဖို့အတွက်တည်ကြည်စွာနေပါလို့ခရစ်တော်ကပြောပြတာဖြစ်တယ်သူတပါးကိုစန့်ကျင်တော်သူတပါးကိုတိုက်ခိုက်တော်သူတပါးကိုဟလာမနာလိုဝန်တိုပြီးတော့နီးမျိုးစုံနဲ့ဆက်ကျင်တိုက်ခိုက်တဲ့ခရစ်တော်ရဲ့အသိတော်ကိုဒုက္ခပေးတဲ့သူတွေမှာစာရအသုံးပြုတဲ့လူတွေထဲမှာတင်မပါဖို့မိတ်ဆွေတင်အရေးကြီးတယ်။တင်နှုတ်အားဖြင့်တင်နဲ့ဆက်ဆိုင်တော်သူကိုမပြစ်မှားဖို့အရေးကြီးတယ်။တင်စိတ်အားဖြင့်တင်နဲ့ဆက်ဆိုင်တော်သူကိုမပြစ်မှားဖို့အရေးကြီးတယ်။သူများတွေဘလို့ပဲပျက်စီးရွေပြီးတော့တင်းရဲ့ဘေးမှာရှိတဲ့လူတွေဘလို့ပဲဖောက်ပြန်ပျက်စီးပြီးတော့သူတပားတွေအတွက်ရံမူလာတဲ့လူတွေဘလို့ပဲဖြစ်နေပါစေအတုမယူပါနဲ့တင်းနဲ့ဖယားနဲ့တာဒီနဲ့တွာလာခြင်းကတင်းနဲ့ဖယားဆက်ကြမှာအဖြစ်ထွက်သွားလိမ့်မယ်ဒါကြောင့်ပတ်ဝန်းကျင်မှာလူတွေလှုပ်တာတိုင်းလိုက်မလုပ်နဲ့ပြောတဲ့အတိုင်းလိုက်မပြောနဲ့မတရားသောသူရဲ့တိုက်တွန်းခြင်းရဲ့အစည်းအဝေးတွေမှာထိုင်တော်သူမဖြစ်ပေါ်ရည်ကြီးတယ်ထိုင်တော်သူမဖြစ်ပေါ်ရည်ကြီးတယ်ကျွန်တော်အရင်ဝမ်းနေတယ်မနေ့က live ပေါ်မှာတခုတက်လာတယ်ဝမ်းနေလို့ငိုတော့ငိုခြင်းတယ်တိုက်ဆိုင်မှုရှိခွန်းလို့ပါခရိယန်အဖွဲ့အစည်းနှစ်ဖွဲ့မနေ့ကရန်ဖြစ်တဲ့အဖွဲ့ကြီးကျွန်တော်တွေ့ရတယ်ခရိယန်အဖွဲ့အစည်းတစ်ဖွဲ့ကစာအုပ်ထုတ်တယ်ကေတင်ချင်းနဲ့ပတ်သက်တဲ့စာအုပ်ကိုထုတ်ပြီးတော့ဟလာနောက်တစ်ဖွဲ့ကဖတ်တယ်ဖတ်တာကိုအချင်းချင်းတိုက်ကြတယ်တိုက်ပြီးတော့ဘယ်လောက်ထိတောင်ဖြစ်တယ်လဲဆိုတော့ယုံထိကိုလူစုလူဝေးကြီးနဲ့အင်အားသုံးပြီးတော့ယုံထိသွားပြီးတော့ခရိယန်အချင်းချင်းကောင်းဆောင်ဒီနော် neck tie ဒီနဲ့ဘာရီနာကြီးလိုက်တကယ်ကို great ဒီပဲလူကြီးဆန်ဆန်ဒီနဲ့အမှရန်ဖြစ်နေကြတာဟာဒုက္ခပါပဲဒါကို line ပေါ်တော့တက်လာတယ်
ဒီလိုမျိုးတွေ line ပေါ်မလွှင့်ပါနဲ့ကျွန်တော်တို့ရှိတဲ့နေရာသာသနာပလူတွေနဲ့သိရှင်နေတာခရိယန်တွေတိတ်ခါကြတယ်ဖယားတိတ်ခါကြတာမကြတာဒါအောင်ခရိယန်တွေတိတ်ခါကြတယ်ဒါကိုဘသူက line လွှင့်လိုက်လည်းမသိဘူး line ပေါ်တက်လာတယ်တကယ်ကိုစိတ်နာတယ်ကျွန်တော်ငိုတယ်တကယ်ပြောတာခရိယန်ရိုးရိုးသူတို့ရဲ့အသက်တစ်ဖက်ကအသိန်းသားတွေလည်းရှိတယ်နောက်တစ်ဖက်ကအသိန်းသားတွေလည်းရှိတယ်ဟာလားကျွန်တော်ထင်တယ်လူ3-4လောက်ရှိမယ်ထင်တယ်ခရိယန်အချင်းချင်းရဖြစ်တာတကယ်ကိုဆရာကြီးဒီနော်ဆရာကြီးဒီနဲ့တိုင်နဲ့မျက်မှန်နဲ့ကျမ်းစာအုပ်ကြီးကိုဖတ်ပြီးတော့လင်းညွတ်ထိုးလိုက်ကြတာမိတ်ဆွေကျွန်တော်ထပ်ပြောချင်တယ်ခရိယန်ဖြစ်ရုံနဲ့ကေတင်ခြင်းမရဘူးဆိုတာဒီနေ့တင်တကေသဘောပေါက်ပြီလားခရိယန်ဖြစ်ရုံနဲ့ကေတင်ခြင်းမရဘူးဆိုတာကျွန်တော်တို့သိထားစေချင်တယ်နောက်တစ်ချက်ကျွန်တော်ပြောချင်တာကစာရန်အသုံးပြုမဲ့လူဒီဟာဖယားသခင်ရဲ့အသိန်းတော်ကိုဖြစ်တဲ့အသိန်းတော်ဖြစ်တဲ့ခရိယန်ဒီကိုတိုက်ဖို့အတွက်စာရန်အသုံးပြုမဲ့လူဟာသာသနာပလူမဟုတ်ဘူးခရိယန်ဒီကိုပဲအသုံးပြုမှာဒီဖက်ခရိယန်ဒီကိုအသုံးတိုက်ခိုက်ဖို့အတွက်ဒီဖက်ခရိယန်ဒီကိုစာရန်အသုံးပြုမှာဖြစ်တယ်ဆိုတော့ဒီနေရာမှာခရိယန်နှမျိုးရှိတယ်ခရစ်တော်ရဲ့ဝိညာဉ်ကိုတကယ်ပိုင်ဆိုင်ထားတဲ့ခရစ်တော်ဝိညာဉ်ကိုရထားပြီးဖြစ်တဲ့ခရိယန်တစုနဲ့ခရစ်တော်ဝိညာဉ်မရတဲ့ခရိယန်ဆိုတဲ့အခွန်ကိုခြုံထားတဲ့ခရိယန်ဆိုတာနှမျိုးရှိတယ်ခရစ်တော်ဝိညာဉ်ကိုရထားတဲ့ခရစ်တော်ရဲ့အင်ကိုတိုက်ခိုက်ဖို့အတွက်ခရစ်တော်ဝိညာဉ်မရတဲ့ခရိယန်အခွန်ခြုံထားတဲ့လူဒီကိုစာတန်ကအသုံးပြုတယ်မနေ့ကလိုက်မှကြည့်တဲ့အခါမှာတော်တော်လေးကိုဘေဖေကမှားလေဘေဖေကမှားနေဆိုတော့ကျွန်တော်မတိပါဘူးတိလေမပြောချင်ပါဘူးဒါမဲ့ကျွန်တော်ပြောပြချင်တာခရိယန်အချင်းချင်းရန်ဖြစ်နေတာဟာတော်တော်လေးကိုကြည့်လို့ယူဆိုးလာပါတယ်လုံးဝမဖြစ်သင့်ပါဘူးဘာကြောင့်လဲဆိုတော့ငါဆိုတဲ့အတ္တစိတ်ကြောင့်တယောက်နဲ့တယောက်ခွင့်မလို့ချင်တဲ့စိတ်ဟာလားဒီနေ့မှာပြောတဲ့အရက်ဒီမှာတခင်ခရစ်တော်ပြောတယ်လူမျိုးတစ်မျိုးနဲ့တစ်မျိုးတစ်နိုင်ငံနဲ့တစ်နိုင်ငံရန်ဖက်ပြုကြလိုက်မယ်ဟလားလူမျိုးတစ်မျိုးနဲ့တစ်မျိုးတစ်နိုင်ငံနဲ့တစ်နိုင်ငံရန်ဖက်ပြုကြလိုက်မယ်ဆိုတဲ့စကားဟာအခုတကယ်ဖြစ်နေတယ်နောက်တစ်ခုကျွန်တော်ပြောပြအောင်ဆရာတယောက်ကကျွန်တော်တက်ခံတယ်ဘာလာပြောလဲဆိုတော့ဆရာတဲ့တချင်းစာအုပ်2000တန်ရှိတဲ့တချင်းစာအုပ်တအုပ်ကိုတဲ့ငှားပြီးတော့ပျောက်သွားတယ်တဲ့အဲ့ဒါကိုဆရာမတယောက်ကကျွန်တော်ကို9000လျော်ရမယ်လို့လာပြောတယ်ဟာတချင်းစာအုပ်2000 3000တန်ကိုအမှုတော်ဆောင်တယောက်ကအမှုတော်ဆောင်ဆရာမစီမှာသွားခဏလေးသွားငှားပါတယ်ထင်တယ်အခမသိလို့ပျောက်သွားတယ်ပြန်လာတောင်းတဲ့အခါမှာပေးရှာမရှိသေးတဲ့အတွက်ကြောင့်ဆရာမခဏလေးစောင့်ပေးပါတချင်းစာအုပ်ပြန်စီစဉ်ပေးပါမယ်လို့ပြောတယ်တဲ့ပြောနေရေးတန်းလာနဲ့3000တန်ဖြစ်တဲ့တချင်းစာအုပ်တအုပ်ကိုမပေးနိုင်ရင်ငွေကျပ်9000လျော်ပါလို့လာပြောတယ်လို့ကျွန်တော်ကိုဆရာတယောက်ကတက်လာခံတယ်ကျွန်တော်စဉ်းစားတယ်မိတ်ဆွေဒီအချိန်ဟာရောက်လာမယ်ဆိုတာတခင်ခရစ်တော်ပြောပြီးသားလူတိုင်းဒီရဲ့နှလုံးသားဖောက်ပြန်လာမယ်မေတ္တာခေါင်းပါလာမယ်ချစ်ချင်းမေတ္တာခေါင်းပါလာမယ်ဟာလားကျွန်တော်ပြောပြသားသမီးတွေကမိဘကိုတစ္ဆာဖောက်လာလိမ့်မယ်နော်ဝိညာဉ်သားသမီးတွေကဝိညာဉ်ဖခင်ကိုတစ္ဆာဖောက်လာလိမ့်မယ်ဒါဟာနှုတ်ကပတ်တော်ထဲမှာပြောပြီးသားဖြစ်ပါတယ်လူချင်းမပြောနဲ့အသိန်းသားတွေမပြောနဲ့နှုတ်ကပတ်တော်ဝေငှနေတဲ့ဆရာမှုတော်ဆောင်ဒီတော်မှာမနေ့ကအုပ်လိုက်ရန်ဖြစ်ကြတာတနိုင်လောက်ကြတယ်လိုင်းပေါ်မှာတက်လာတယ်တကယ့်ကိုလူကြီးလူကောင်းတွေပဲရန်ဖြစ်ကြတယ်ဟာလားကျွန်တော်ထင်ပါတယ်နောက်ဆက်ပြီးမှမဟုတ်ဘူးဒီအဖွဲနှစ်ဖွဲကသူတို့လမ်းပေါ်မှာတွေ့လေအဆင်ပြေမှာမဟုတ်ဘူးကျွန်တော်ဗာပြောချင်တယ်ဆိုမိတ်ဆွေဒီနေ့ကျွန်တော်တို့ကခရိယန်ဖြစ်ရုံနဲ့ကေတင်ခြင်းမရဘူးဆိုတာမှတ်ထားပါဒီနေ့သင်ဟာသခင်ခရစ်တော်ရဲ့ဝိညာဉ်ကိုရတော်သူဖြစ်ဖို့လိုတယ်ဟာလေလုယာဆိုတော့ပြန်ပြီးတော့နောက်ကိုပြန်လှည့်ပြီးပြောရရင်ဒီနေ့ဆိုးရွားတဲ့ကာလမှာလူဒီဟာတယောက်နဲ့တယောက်မေတ္တာခေါင်းပါပြီးတော့တိုက်ခိုက်လာလိမ့်မယ်တယောက်နဲ့တယောက်စုဝေးပြီးတော့အသိပြောလာမယ်စန့်ကျင်လာမယ်ဟလားဒီနေရာမှာ
ဘေတူလူကဘာပဲလုံလုံတင်မပါဖို့အရေးကြီးတယ်တင်နှုတ်အားဖြင့်သူတစ်ပါးကိုပြစ်မှားတော်သူမဖြစ်ဖို့တင်ရဲ့အတ္တတာကိုတင်ဆောင်ရှောက်ပါတင်ရဲ့လက်အားဖြင့်တင်ရဲ့စိတ်အားဖြင့်သူတစ်ပါးကိုစန့်ကျင်တော်သူဒုက္ခပေးတော်သူအဆုအဝေးတဲ့မှာအစည်းအဝေးတဲ့မှာတင်မပါဖို့အရေးကြီးတယ်နှုတ်ကပတ်တော်ထဲမှာတည်ကြည်စွာနောက်ဆုံးတိုင်အောင်တည်ကြည်စွာနေပါတဲ့ထာဝရအသက်ရလိမ့်မယ်ဒီနေ့ကျွန်တော်တို့ခရိယန်တွေကလည်းဘာယောဂဖြစ်နေပြီလဲဆိုတော့ခရိယန်အချင်းချင်းတိုက်ခိုက်တဲ့ခက်ကာလရောက်နေပြီဟာလားလုံးဝမထင်မှတဲ့လူတွေကကောင်းထောင်ပြီးတော့ခရိယန်အချင်းချင်းတိုက်ခိုက်တယ်သူတို့ဝိညာဉ်ဖခင်တွေကိုတိုက်ခိုက်တယ်ဝိညာဉ်မိခင်တွေကိုတိုက်ခိုက်တယ်အသိန်းတော်တွေကိုတိုက်ခိုက်တယ်ဒါပေမဲ့စာရကသူတို့ကိုအသုံးပြုပြီးတော့ဒီလိုလက်ပြီးတော့ကခိုင်းနေတယ်ဆိုတော့သူတို့မသိဘူးတနာရှာကောင်းတယ်ဒီတည့်ရဲ့အတွင်းမှာကျွန်တော်ဖះဖော်ပြတယ်ဖះဖော်ပြခြင်းခံတဲ့အခါမှာလူကျွန်တော်ပြောပြမယ်တိပင်တပင်မကြီးပင်အကြီးကြီးတိပင်တပင်ဟာကျွန်တော်ရဲ့အိမ်မက်ယူပိုင်ုံတဲမှာတွားတွေ့တယ်အခောက်တွေလည်းခြောက်နေတယ်အကိုင်းတွေလည်းအရွက်မရှိဘူးအကိုင်းတွေတော့အများကြီးရှိပြီအရွက်မရှိဘူးအပင်လည်းခြောက်နေတယ်ပင်လေးကိုကျွန်တော်ကြည့်နေတဲ့အချိန်မှာကျွန်တော်ရဲ့ခြံစည်းရုံးရဲ့အပင်ဘဲမှာရှိတယ်ကျွန်တော်ကခြံစည်းရုံးအထဲမှာထိုင်နေတယ်အကြာကြီးကျွန်တော်ထိုင်ကြည့်နေတဲ့အခါမှာလူတယောက်ကကျွန်တော်လာပြောတယ်ကြည့်ပါတဲ့ဒီတစ်ပင်ဟာအင်မတန်မှမာတဲ့မကြီးပင်ဖြစ်တယ်တဲ့ဒါပေမဲ့အသက်မရှိတော့တဲ့မကြီးပင်ဖြစ်တယ်တဲ့နောက်ပြီးတော့အတီးမတီးတော့တဲ့မကြီးပင်ဖြစ်တယ်ဘာလို့ပေးရမှာလဲတဲ့ကျွန်တော်ဒီတစ်ပင်ကိုအမိကနဲ့ဖြတ်ပြီးခုတ်ပေးလိုက်ရမှာလားတဲ့ကျွန်တော်လာမင်းကျွန်တော်ဘာပြောချင်တာလဲဒီယူပိုင်ကဘာကိုရင်ညှိုးပြီးတော့ပြောချင်တာလဲလို့ကျွန်တော်ဝေရွာဖြစ်ပြီးတော့ပြန်နိုးလာကျွန်တော်စဉ်းစားတဲ့အခါမှာဖခင်ကကျွန်တော်ဆူတောင်းနေတာအိမ်မက်ယူပိုင်ကဘာဖြစ်တယ်လဲလို့ကျွန်တော်ဆူတောင်းတဲ့ကဘာဖော်ပြခြင်းခံနေဆိုတော့ဒီနေ့တကေကိုဝိညာဉ်ထဲမှာဟာလာယုံကြည်ခြင်းထဲမှာကျွန်တော်ခရစ်တော်ရဲ့ဝိညာဉ်ကိုမရတဲ့ခရစ်ယာန်အခွန်ကိုခြုံနေတဲ့လူဒီတင်တို့ဖြစ်နေတယ်ဆိုရင်ဒီအချိန်ကာလဟာစာရန်ကတယောက်ပြီးတယောက်ပြီးတယောက်ဆွေးချလိုက်မယ်တယောက်ပြီးတယောက်ဆွေးချလိုက်မယ်အစ၌ကောင်းသောလက္ခဏာရှိတော်လေနောက်ဆုံး၌တည်ခြင်းကိုပို့ဆောင်တဲ့လမ်းရှိတယ်မိတ်ဆွေဒီနေ့တည်ခြင်းကိုပို့ဆောင်တယ်တင်တို့ရဲ့အနာဂတ်ကိုဒုက္ခပေးမယ်တင်တို့ရဲ့အနာဂတ်ကိုပျောက်စေမယ်တင်တို့ရဲ့အနာဂတ်ကိုဟလာဖျက်ဆီးမယ်စာရန်ရဲ့လက်ွက်ထဲမှာယုံကြည်သူဒီနောက်မလိုက်ဖို့အရေးကြီးတယ်နောက်မလိုက်ဖို့အရေးကြီးတယ်ဆိုတော့ကျွန်တော်တို့နောက်ဆုံးနေနဲ့ဗာပြောချင်လဲဆိုဒီအချိန်ဟာပတ်ဝန်းကျင်မှာလူတွေဟာဘယ်လိုပဲပျက်စီးနေပါစေအချင်းဘယ်လိုပဲတိုက်နေပါစေမနာလိုမှုတွေဝန်တိုမှုတွေဟာလာတစ်ဖက်နဲ့တစ်ဖက်ရန်ပြုတ်ချင်တဲ့စိတ်တွေလူတွေဘလောက်ပေးပြောနေကြပါစေဘယ်လိုပဲအားထုတ်နေကြပါစေမိတ်ဆွေတင်ဟာဘယ်တော့မှထိုသူတို့ရဲ့အစည်းအဝေးထဲမှာတင်မပါဖို့တတိထနော်လုံးဝတင်မပါစေနဲ့သူတပားကိုရေတစ်ခွက်တိုက်ကျွေးတော်သူဖြစ်ဖို့အတွက်ခရစ်တော်တင်ကိုအလိုရှိတယ်သူတပားအတွက်ဘာတစ်ခုမှမကူညီနိုင်ပေမဲ့သူတပားကိုနှုတ်အားဖြင့်ပြစ်မှားတော်သူမဖြစ်ဖို့ယေရှုကဒီနေ့တင်တို့ကိုတတိပေးနေတယ်သူတပားအတွက်ဘာမှစားပွေတောက်ဖွယ်မပေးနိုင်ပေမဲ့သူတပားအတွက်ဒူးထောက်ပြီးတော့ဆုတောင်းပေးသူဖြစ်ဖို့ဘုရားရှင်ကျွန်တော်တို့အသိတော်တစ်ခုတိုင်းကိုအလိုရှိတယ်ဒါသူတပားကိုဒုက္ခပေးတော်သူတဲမှာတင်ပါနေရင်စာတန်အသုံးပြုတဲ့ဒုတ်ချောင်းဖြစ်တယ်ဆိုတာမှတ်ထားပါစာရန်ကအသုံးပြုနေတဲ့လူမှန်ရင်တင်ဟာခရစ်တော်လူမဟုတ်သေးဘူးစာတန်လူဖြစ်နေတဲ့အတွေးကြောင့်စာတန်ကအသုံးပြုနေတာဖြစ်တယ်ခရစ်တော်လူတရားမှတရားဖြစ်သွားရင်နှုတ်ကပတ်တော်တဲ့ငါရွေးကောက်တဲ့ငါလူတို့တည်တဲ့ဟာလားလေးတော်လေးဟာလားအကျဉ်းငါထူမှ၍ပြန်ချီးမြှောက်မယ်ဒီနေ့ခရစ်ယာန်အချင်းချင်းဒီဒုက္ခပေးတော်သူတွေမဖြစ်ဖို့ဒုက္ခပေးတဲ့သူတပအသိပြောတာတော့သူတပကိုဒုက္ခပေးတာတော့အနိုင်အထက်ပြုတာတော့ဆိုတာမကောင်းဘူးဘာနဲ့တူလဲဆိုတော့အမိုက်တစ်ခုကိုဒီခြံတဲကအမိုက်ကိုဟိုခြံဝမှာသွားပုံတာနဲ့တူတူပဲကျွန်တော်တို့က
ဟိုဒီကအမိုက်ကိုယူပြီးတော့ဟောသူများချမ်းမှာတွားပုံဟောနာမှာတွားပုံသူတပါအင်ဝမှာအမိုက်လိုက်ပုံတဲ့ခရိယန်ဒီခေတ်မှာပေါ်လာလိမ့်မယ်လို့ပြောထားတယ်အဲ့ဒီထဲမှာမိတ်ဆွေတင်မပါဖို့အတွက်ယေရှုရောက်စီတန်ကောင်းချီးပေးပါစေနောက်ဆုံးအနေနဲ့နောက်ဆုံးတော့ကာလဟာတကယ်ကိုရောက်နေပါပြီနောက်ဆုံးတော့ကာလမှာသခင်ခရစ်တော်ကြွလာတဲ့အချိန်မှာဘာဖြစ်မလဲဆိုတော့ကျွန်တော်ပြောပြမယ်သခင်ခရစ်တော်ကြွလာတဲ့အချိန်မှာတင်ပေါ်ကနေသူ့ရဲ့ကောင်းကင်တမန်တွေအချွန်အရံနဲ့တပိုးခရာတွေမှုတ်ပြီးတော့ကြွလာမှာဖြစ်တယ်အဲ့ဒီချိန်မှာခရစ်တော်ရဲ့ဝိညာဉ်ကိုရတော်သူနဲ့ခရစ်တော်ဝိညာဉ်မရတော်သူတွေနဲ့အတူလောကီသားတွေကိုတရားစီရင်မှာဖြစ်တယ်တရားစီရင်တဲ့အခါမှာသခင်ခရစ်တော်ရဲ့ကြွလာမယ့်နေ့ရဘယ်သူမှမသိပေမဲ့ဘုကနဲ့ကြွလာတဲ့ညာလည်းဖြစ်နေတယ်နေလည်းမနေလည်းဖြစ်နေတယ်ကျွန်တော်တို့အိတ်နေတဲ့အချိန်လေးဖြစ်နေတယ်နှုတ်ကပတ်တော်ဘာပြောထားလဲဆိုဒီမှာခဏလေးကျွန်တော်ဖတ်ပြမှာပြတယ်လူခတ်သိန်းတို့တုတ်တင်ဖေရှင်ဒီနေ့တိုင်အောင်တတိမိနေဒီနီဒူတဲ့လူသားကြွလာတော့ကာလအခါ၌ဖြစ်လိမ့်မယ်ထိုအခါလေ၌ရှိသောလူနှစ်ယောက်တို့တွင်တယောက်ကိုသိမ်းယူ၍တယောက်မူကားနေရလိမ့်မည်ကျိတ်ဆုံကျိတ်တော်သူနှစ်ယောက်တို့တွင်တယောက်ကိုသိမ်းယူ၍တယောက်မူကားကြံခဲ့လိမ့်မည်ဆိုလိုချင်တာကျွန်တော်ပြောပြမယ်နော်လင်မယားနှစ်ယောက်ဖြစ်ရင်တောင်မှလင်မယားနှစ်ယောက်လုံးကကေတင်ချင်းရချင်မှရပါလင်မယားနှစ်ယောက်ကတင်မှာအတူလေအိတ်နေတဲ့အချိန်မှာတောင်မှလင်ဖြစ်တဲ့လူကကေတင်ချင်းရတော်သူဖြစ်လို့မယားဖြစ်တဲ့လူကခရိယန်ဖြစ်ပေမဲ့ခရစ်တော်ဝိညာဉ်မရအိတ်နေတဲ့အချိန်မှာခရစ်တော်ဝိညာဉ်ရှိတော်သူကိုကောင်းကင်ကသူ့ရဲ့တကိုးနဲ့ချီဆောင်သွားပြီးတော့ပျောက်သွားမယ်ဟာလားစပါးသူနှစ်ယောက်ထောင်းနေတယ်ထောင်းနေရင်တန်းလန့်နဲ့တယောက်ကိုတခါတည်းမျက်စိထဲမှာပုတ်ကနေပျောက်ပြီးတော့ချီဆောင်သွားမှာပဲဖခင်တကိုးတော်ဖြစ်ချီဆောင်သွားမယ်တယောက်ကြံခဲ့မယ်လေတော်ထဲမှာဟာလားလေအလုတ်လုတ်ပေါ်အတွက်နှစ်ယောက်အတူလမ်းမှာအတူသွားစကားပြောနေတယ်တယောက်ပုတ်ကနေပျောက်ပြီးတယောက်ကြံခဲ့မယ်တဲ့ထိုအချိန်ကာလဟာရောက်လို့လာနေပါပြီဒါကြောင့်မိတ်ဆွေဒီနေ့ကျွန်တော်ပြောပြမယ်လောကကြီးကမကောင်းတော့ဘူးဖခင်နဲ့တွာလာပါတင်းရဲ့နှုတ်ဟာသူတပားကိုစန့်ကျင်တော့သူမဖြစ်ဘူးတင်းရဲ့နှုတ်ဟာသူများကိုဒုက္ခပေးဖို့အတွက်ပြောဆိုတဲ့နှုတ်မဖြစ်ဖို့အတွက်တင်းနှလုံးသားဟာသူတပားအတွက်ပြစ်မှားเสียအကြောင်းဖြစ်စေတော့သူမဖြစ်ဖို့အတွက်တင်းရဲ့အတ္တတာကိုဖခင်၌တာလေအနှံပါလူ၌မအနှံနဲ့ပတ်ဝန်းကျင်၌မအနှံနဲ့ညီကိုမောင်နှမမိဘ၌မအနှံနဲ့ခရစ်တော်နဲ့တာအနှံပါဒီနေ့တင်းရဲ့အသက်ရှင်ခြင်းဟာဖခင်နဲ့တကယ်တွာလာတတ်ဖို့အချိန်ကာလရောက်နေပြီဒီနေ့တတိယကဘာစစ်ဆိုတာလည်းပဲတကယ်ဖြစ်လာနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်နိုင်တယ်ဒီတတိယကဘာစစ်ဆိုတာဖြစ်လာပြီဆိုရင်ကျွန်တော်တို့တကယ်လောကကြီးရဲ့နောက်ဆုံးအချိန်ကာလလေးဖြစ်တော့မှာဖြစ်တယ်ဒါကြောင့်သခင်ခရစ်တော်ကဒုတိယအချိန်ကြွလာတော့မယ်နမိတ်လက္ခဏာဒီကိုဒီနေ့အသိန်းတော်ဒီအထူးသဖြင့်အသိန်းတော်ဒီကိုနေရအနှံ့မှာကဘာအနှံ့မှာပေါ်ပြနေပြီဖြစ်တယ်ပေါ်ပြနေပြီဖြစ်တယ်ကျွန်တော်တို့ဂျော်ဒန်ကျွန်တော်တို့ဒီအီဂျစ်နိုင်ငံမှာဆိုလည်းပဲမြစ်တစ်ချောင်းလုံးကသွေးဖြစ်ပြီးတော့သွေးနဲ့စီးဆင်းတဲ့နမိတ်လက္ခဏာတွေမနေ့ကတခုထူးဆန်းတယ်လူယောက်ကြားကြီးတစ်ယောက်ကဟာလားဘေးဦးလုံးထက်ကြီးတဲ့ဥဒီဥနေတဲ့ကိုထိုင်းနိုင်ငံမှာကြားဘူးလားမိတ်ဆွေဒါရီကလည်းသခင်ခတ်တော်ပြောတဲ့ထဲမှာပါတယ်လူတစ်ယောက်လုံးကနော်လူတစ်ယောက်ယောက်ျားနော်မင်းကလေးဆိုနည်းနည်းပြောလို့ကောင်းသေးတယ်ဟာလားယောက်ျားအသက်14နှစ်အရွယ်ရှိတဲ့ယောက်ျားကတနေ့ကိုဥစီလုံးဥတယ်လိုင်းပေါ်မှာတက်လာတာအမလေးဒုက္ခပါပဲလူကဥတယ်ဆိုတာဒီထက်ပို့ပြီးတော့ဟာလားကျွန်တော်တို့မိနိုင်စရာနမိတ်လက္ခဏာတွေမရှိတော့ပါဘူးလူကဥတယ်ဆိုတာတော့အဆုံးဖြစ်သွားပါတကယ်ကိုဥနေပြီဘေးဥထက်ကြီးတယ်အကြီးကြီးပဲဥတယ်တနေ့ကိုရှီလုံးဥတယ်လူယောက်ျားလေးက73နှစ်အရွယ်ရှိတဲ့ယောက်ျားလေးကလူဥဒီဥနေတယ်လူဥဒီဥနေတယ်ကျွန်တော်ထင်တယ်ယောက်ျားတွေတောင်ကိုယ်ဝန်တွေဆောင်ရတော့မလားမသိဘူးเนาะဟာတာပြောတာပါမိတ်ဆွေဒီနေ့ကျွန်တော်ပြောပြချင်တယ်တူလေးနဲ့ပြန်ချုပ်ရရင်နောက်ဆုံးတော့ကာလရောက်ပြီငါတို့ရဲ့တတိုးသားကြီးဖြစ်တဲ့သခင်ခရစ်တော်နဲ့တွေ့ဆုံဖို့အတွက်တင်းရဲ့နှလုံးသားကိုပြင်ထားတော့တင်းနှလုံးသားထဲမှာအာတာဒီဝကြွေးဝနာဒီမနာလိုဝန်သွေးမှုဒီခွတ်မလွတ်နိုင်တဲ့တရားတွေရှိသလားအကုန်ဖြေလိုက်ပါတ
တင်းနှလုံးသားထဲမှာလူတဦးတယောက်ကိုခွင့်မလွတ်နိုင်တော့အရာရှိဒီနဲ့ယေရှုနာမ၌ဒူးထောက်ပြီးတော့ခွင့်လွတ်လိုက်တော့တင်းနှလုံးသားထဲမှာကေတင်ခြင်းမရတဲ့သခင်ခရစ်တော်ကိုဒီလိုပဲဆုတောင်းပါသခင်ခရစ်တော်ဖရာကျွန်တော်ခရစ်ယာန်ဖြစ်ပေမဲ့ခရစ်တော်ကေတင်ခြင်းကိုကျွန်တော်မခံစားသေးပါမတေချာသေးပါခရစ်တော်ဖရာဒီငါနှလုံးသားထဲ၌ဝင်ရောက်နေရာယူ၍ကျွန်ုပ်ကိုပြုပြင်ပါကျွန်ုပ်၌ဖြစ်သမျှသောလူ၌ဖြစ်သောဇာတိတဘောရဲ့အသက်ရှင်ခြင်းကိုဖြစ်စီပြီးတော့ဖရာထံတော်ပါမှလာတဲ့အတိတော်အသက်ရှင်ခြင်းတဘောတရားကိုကျွန်ုပ်၌ပေးတော်မူပါကျွန်ုပ်ကိုအုပ်ဆိုး၍လမ်းပြပါခရစ်တော်ကြွလာတဲ့အချိန်ခါ၌ကျွန်ုပ်ရဲ့တဒိုးသားခရစ်တော်နဲ့လက်ထမင်္ဂလာ၌ဆုံတွေ့နိုင်တော်သူဖြစ်ပေါ်အတွက်ကျွန်ုပ်အားဝိညာဉ်တော်အားဖြင့်တွင်တင်၍ပြုပြင်ပါလို့ရိုးရိုးလေးဆုတောင်းကြည့်ပါဒီနေ့သခင်ခရစ်တော်ကတင့်ကိုတကယ်အသက်တာထူးဆန်းသောအသက်တာတွေအားဖြင့်ပြောင်းလဲလိမ့်မယ်ဒီနောက်ပြီးတော့ကျွန်တော်တို့2020အတွက်ဖြစ်လာမယ်အရာကိုကျွန်တော်ဒီရက်ပိုင်းမှာ prophet ပြုဖို့ရှိတယ်အဲ့ဒီအတွက်လည်းပဲကျွန်တော်တို့အားလုံးကိုခေါ်ဖိတ်ပါတယ်ဒီနှုတ်ကပတ်တော်အားဖြင့်ဖျားရှင်တွေအရောက်ရှိတိုင်းကိုယေရှုနာမ၌ကောင်းချီးပေးပါစေအာမင်ဟာလေလုယာအာမင်